ချက်တွေအများနဲ့များတတ်တယ်ဒါမိန်းမတွေရဲ့တဘာဝကလေဒါကြောင့်ဆရာပြောပြချင်တာအမျိုးသမီးများဖခင်တာ၍တင်တော့အသုံးပြုမယ်ခံစားချက်ထက်ဖခင်သခင်ကိုချီးမွမ်းတတ်တော်သူတွေဖြစ်ပါစေချီးမွမ်းခြင်းကိုရွေးချယ်တဲ့သူတွေဖြစ်ပါစေအာမင်ယောက်ျားမှလည်းခံစားချက်မရှိတာမဟုတ်ယောက်ျားထက်မိန်းမကပိုးပြီးတော့ခံစားချက်ပြင်းထန်တယ်ဒါသူ့ရဲ့တဘာဝဒါမဲ့အယံကောင်းတာအဲ့ဒီခံစားချက်ကိုနိုင်သွားတဲ့အမျိုးသမီးရလေတကယ်ဖခင်ကသူများထက်နဲ့မတွန်ချီးမြှောက်လို့ရပြန်ကောပြခင်နာမဘုန်းကြီးပါစေယောဘရဲ့မယားကဘာပြောလဲတင်းစီဖြောင်းမတ်သောတရားကိုဆွဲလန်းသေးသလားဖခင်ကိုစွန့်ပြစ်၍သိတော့ဒါနဲ့ဘာဆက်ပြောလဲတစ်ဆယ်မှာယောဘကလည်းမိမမိုက်ပြောက်ပြောတတ်တကယ်သူသင်သည်ပြော၏အဘယ်သို့နည်းငါတို့သည်ဖျားသခင်လက်တော်မှဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခဆင်းရဲကိုမခံမယူရသလိုဆို၏ယောဘသည်ဤအမှုများနဲ့တွေ့ကြုံတော်လေနှုတ်ဖြင့်များမမရွေယေအဲ့ဒါအရေးကြီးတယ်အဲ့ဒါကသူ့ကိုနှစ်ဆတော့ကောင်းကြီးပြန်လာစေတာဟာလေလုယာဘယ်လောက်ပဲဖြစ်ပါစေနှုတ်ဖြင့်များဘာလို့လဲဖယားကိုမမားယွင်းဘူးတင်းရဲ့အတ္တတာမှာလည်းဘလို့ချင်းနေမှာဖြစ်တင်းဖယားကိုချီးမွမ်းနိုင်တယ်ဆိုရင်အခုလက်ရှိအခြေအနေတဲ့မတူညီတဲ့ပြောင်းပြန်မင်္ဂလာကိုဖယားခင်ပြင်ဆင်ပေးမယ်ဆိုတာကျွန်တော်တရားရခိုင်တော့အာမခံရတယ်အာမင်ဘလို့ချင်းနေမှာဖြစ်ပါဖြစ်လဲချီးမွမ်းတော်သူတွေဖြစ်ပါစေအာမင်အဲ့ဒီအခြေအနေမှာအခုကျေးဇူးတော်ကာလဒါတော့မှကျေးဇူးတော်ကာလမို့အဲ့ဒါပြည့်ညက်တရားကာလမှာကျေးဇူးတော်ကာလမှာဆိုရင်တင်ပြီးသွားပြီညီကောင်မောင်မတို့တင်ချီးမွမ်းလေဖခင်ကျေးဇူးပြုလေချီးမွမ်းလေကျေးဇူးပြုလေချီးမွမ်းလေကျေးဇူးပြုလေဘယ်အချိန်တွေပဲဖြစ်တင်ကိုမလှည့်စားပါစေနဲ့ဘယ်ပြဿနာပဲဖြစ်တင်ကိုမချီးမွမ်းနိုင်အောင်စီးတားတဲ့အတ္တမှာဖြစ်ပါစေနဲ့ကြိုက်တဲ့ပြဿနာကြိုက်တဲ့အချိန်တွေလာပါစေတင်ဘာလို့ရမလဲချီးမွမ်းတော်သူဖြစ်ပါစေချီးမွမ်းခြင်းနဲ့အောင်ပွဲခံမယ်လို့ပြောရအောင်တိတ်မကြားလိုက်ဘူးတိတ်မကြားလိုက်ဘူးချီးမွမ်းခြင်းနဲ့အောင်ပွဲခံကြရအောင်တင်ချီးမွမ်းလေဘသူကပျော်လေပဲသိလားဂျေဇုပြုတဲ့ဝိညာဉ်တော်ကပျော်လေပဲအာမင်ဝိညာဉ်တော်ဘယ်ချိန်မှညှိုးငယ်လဲသိလားတင်ညီးတွားရင်ဝိညာဉ်တော်ကညှိုးငယ်သွားပြီတင်စိတ်တက်ကြရင်ဝိညာဉ်တော်ညှိုးငယ်သွားပြီအလကားပဲလောကမှာတက်ရှင်တာဘာဒိဗေမှမရှိတော့ဆိုဘာဖြစ်လဲဝိညာဉ်တော်ညှိုးငယ်တယ်တင်းနှုတ်ထွက်စကားတွေကအယမ်းမှားလာပြီဆိုရင်ဝိညာဉ်တော်စိတ်နာစေပြီအမေဝိညာဉ်တော်တင်နဲ့အယမ်းပျော်မွေးတဲ့ရှင်ပဲချိန်လဲဆိုတဲ့အခါမှာချီးမွမ်းနေခြင်းပါအာမင်အာမင်ဒါကြောင့်ဝိညာဉ်တော်ကလေတိတ်ကိုကျေးဇူးပြုခြင်းနေပြီဒီမှာရှိတဲ့ညီကိုမောင်မတွေကိုကျေးဇူးပြုမယ်ဖခင်ရဲ့လောက်ကဘာလဲနေ့တိုင်းမှာကျေးဇူးပြုနေတယ်ဖခင်နန္ဒတိုင်းမှာဂိူနာတက်ကိုပြင်ဆင်ပေးတယ်ဖခင်ဂျေဇုတော်ဒီကြီးလာစွာတကားလို့ပြောတိုင်းဖခင်ကဂျေဇုပြုတယ်ဖခင်ဘေးနားမှာရှိတဲ့သူတယောက်တည်းလက်ဆွဲနှုတ်ဆက်ပြီးပြောရအောင်ဖခင်ကတင့်ကိုဂျေဇုပြုတော့မယ်အာမင်ဂျေဇုတော်ပလင်တော်တို့တိုးဝင်ဖို့ရအတွက်အရေးကြီးဆုံးချက်ကတော့ချီးမွမ်းခြင်းနဲ့တိုးဝင်ကြရအောင်ဂျေဇုတော်ချီးမွမ်းလက်တကားတော်တို့ကို၎င်းဂုဏ်တော်ကိုချီးမွမ်းလက်တတိုင်းတော်တို့ကို၎င်းဝင်ကြလောအလကားဝင်ခိုင်းတာမဟုတ်ညီကိုမောင်မတို့ကျွန်တော်ဒီနေ့မှာဖခင်ပြောခိုင်းတဲ့စကားပဲကျွန်တော်ပြောမယ်အဲ့ဒါတော့ဘာလဲဆိုတော့ပြဿနာကြောင့်တင်ဟာစိတ်တက်ကြစိတ်ပြတ်ပြီးမဖြစ်ချင်တာဖြစ်လာရင်မပြောသင့်တာမပြောဘဲနဲ့ပြောရမယ့်ဖခင်စကားကိုသာပြောကြည့်စမ်းပါအဲ့ဒီအခြေအနေတွေအားလုံးပြောင်းပြန်ဖခင်လှန်ပြစ်လိုက်မယ်ဝမ်းနေခြင်းနဲ့ဝမ်းမြောက်ခြင်းပြန်ဖြစ်လိုက်မယ်ငိုကြွေးခြင်းနဲ့သခြင်းဆိုရတဲ့အခွင့်ကိုဖခင်ရှင်ပေးလိုက်မယ်ဆုံးရှုံးခဲ့တဲ့အရာတွေအစတရားပြန်ပေးတဲ့မင်္ဂလာတင်ရရှိလိုက်မယ်ဖခင်နာမဘုန်းကြီးပါစေစာရောင်ပြောလိုက်မလှည့်စားနဲ့ဘယ်အချိန်မှာပဲဖြစ်ငါဖျားချီးမွမ်းမယ်ဘယ်အချိန်မှာပဲဖြစ်ဖျားကငါအကျိုးနဲ့အောင်ကြံစီတဲ့အကြံစီတစ်စက်တောင်မရှိဘူးငါအကျိုးရှိဖို့ပဲအမြဲတမ်းပြင်ဆင်ထားတဲ့ဖျားရှင်ဖြစ်တော့ကြောင့်ငါချီးမွမ်းခြင်းကိုပဲရွေးချယ်မယ်ဘယ်နာမှာရှိပြောငါချီးမွမ်းခြင်းကိုရွေးချယ်မယ်ဟာလေလုယာအခုတင်းရဲ့တက်တာမှာကြုံတွေ့နေတဲ့အရာတွေရှိလိမ့်မယ်ဘလို့ချင်းတွေပဲကြုံတွေ့ရပါစေငွေချင်းတဲ့ကိစ္စအိမ်တော်ရင်းတဲ့ကိစ္စကျမ်းမာရေးတဲ့ကိစ္စကြိုက်တာဖြစ်ပါစေငါဒီအထဲကနေဘာလုပ်မလဲငါချီးမွမ်းမယ်
ဘာလို့မလဲစာတန်လုံးဝသူ့အကြံစီမထမြောက်အောင်လုပ်တဲ့နေရာအဲ့ဒီတစ်ခုပဲရှိတယ်သူလိုချင်တာကတင်ညီးတွားတာဟိုလူအပြစ်တင်ဒီလူအပြစ်တင်ဟိုလူမကျေနပ်ဒီလူမကျေနပ်ဟိုလူကိုကြည့်မရဒီလူကိုကြည့်မရဖြစ်လေစာတန်ကပြောလေပဲဒါမှမဟုတ်ဘူးငါအဲ့ဒါကိုမရွေးချယ်ဘူးငါရွေးချယ်တာတော့ပါလေချီးမွမ်းမယ်ငါဖခင်ကောင်းမြတ်ခဲ့တယ်ကောင်းမြတ်နေတယ်ကောင်းမြတ်အောင်မဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ငါချီးမွမ်းခြင်းကိုရွေးချယ်မယ်ဆိုရင်ဝိညာဉ်တော်ကတင်တဲ့အတူစတင်တော့အလုံးလုံးလာလိမ့်မယ်ဟာလေလုယာပြောလိုက်စမ်းငါဘယ်တော့မရှုံးဘူးငါဘယ်တော့မရှုံးနေတော့သူမဟုတ်ဘူးလေငါယေရှုအပြင်အောင်မြင်တော်သူချာရှုံးမဲ့သူမဟုတ်ဘူးကြောက်ရွံ့မဲ့သူမဟုတ်ဘူးယေရှုအပြင်ငါအောင်မြင်တော်သူဘုံမဘီအနာဂတ်တွေ့ရင်ခုံစိတ်လှရှားတယ်အောင်မြင်ခြင်းတွေငါကိုချိုးလေးနေပြောရအောင်အမှုတစ်တွေမြင်တွေ့ဖို့သိမကြတော့ဘူးငါယေရှုအဖြစ်နဲ့ပြောင်းရအာမင်အညီမောင်မလေးဘေးနားမှာရှိတဲ့သူဒီနေ့ message လာရိုးလေးပဲဝိညာဉ်တော်တာရင်များသောယေရှုပြုရှင်တယ်ဒါမဲ့ဝိညာဉ်တော်ယေရှုပြုဖို့စောင့်နေမယ်တရားနဲ့ညီးတွားပြီးတော့ငါတို့လိုဖြစ်ရတဲ့အဲ့ဒီသူ့ကြောင့်ငါဦးလေးကြောင့်ငါအကိုကြောင့်ငါအမကြောင့်ငါယောက်ျားကြောင့်အဲ့လိုပြောနေတဲ့၍တင်ဆိုးရွားတော့ပဲရှိတယ်။အိုကောင်းလာဖို့မရှိဘူး။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ငါဖခင်ကငါအတွက်အကောင်းဆုံးပြောရအောင်အကောင်းဆုံးပြင်ဆင်ထားတယ်။ဟာလေလုယာ။ငါဘယ်တော့မှစိတ်တမကြဘူး။ငါဘယ်တော့မှဟိုလူဒီလူမကောင်းကြောင်းမပြောဘူး။ငါဖခင်ကောင်းမြတ်ရှင်ကိုစပြောမယ်။ပြောကြအောင်ဖခင်ကောင်းမြတ်ရှင်ပြောမယ်။မှတ်လားအောင်မြင်ခြင်းရဲ့လှုပ်ဝက်ချက်ကတင်မကောင်းဆုံးအခြေအနေမှာအကောင်းမြတ်ဆုံးသောဖခင်အကြောင်းကိုစတင်တော့ဝန်ခံကြွေးကြော်မယ်ဆိုရင်အဲ့ဒီမကောင်းခြင်းတွေအားလုံးကပြောင်းပြန်လှန်ပြီးတော့ညရမှာငိုကြွေးခြင်းလာရောက်တဲခိုးဝင်မယ်နက်နက်ရမှာတချစ်ဆိုရတဲ့ခွင့်ကိုဖခင်ပြပြင်ဆင်ပေးလိမ့်မယ်ဟာလေလုယာနောက်ဒီနေ့ညီကိုမောင်မတို့ဘယ်အရာပဲကြုံတွေ့ပါစေချီးမွမ်းခြင်းနဲ့အောင်ပွဲခံတော်သူတွေဖြစ်ပါစေဘယ်အရာပဲကြုံတွေ့ပါစေဘာနဲ့သွားမလဲချီးမွမ်းခြင်းနဲ့အောင်ပွဲခံတော်သူတွေဖြစ်ပါစေဘလို့ချီးမွမ်းမလဲငါဖခင်ကောင်းမြတ်ခဲ့တယ်ကောင်းမြတ်နေတယ်ကောင်းမြတ်အောင်မြတ်ဖခင်ဖြစ်တဲ့အတွက်ကြောင့်ငါချီးမွမ်းမယ်အာမင်ချီးမွမ်းကြည်စမ်းပါအမင်္ဂလာနဲ့မင်္ဂလာဖြစ်တာကိုသင်မြင်တွေ့ရလိမ့်မယ်အားလုံးမတတ်ထကြရအောင်